လိုမျိုးပေါ့နော်ဘယ်လင်းတန်းတွေဂီတာဘယ်လိုတီးလဲဆိုတော့ကျွန်တော်တို့အဓိကဒီကပို့လို့ပါတယ်အဲ့တော့ဘာကြီးကွာသွားမလဲပေါ့နော်ဂီတာနဲ့မယ်ဒလင်မှာဆိုလို့ရှိရင်ပေါ့အဓိကတော့ကျွန်တော်ဂီတာမှာတီးရင်မယ်ဒလင်ရဲ့ major scale ပုံစံတိုင်းကျွန်တော်သွားလို့မရဘူးသူ့ဘာတစ်မျိုးနဲ့သွားရမယ်ကပိုကျွန်တော်နံပါတ်8ဘားမှာညှပ်မှာရနံပါတ်8ဘားမှာညှပ်မယ်နော်ဘာလို့နံပါတ်8ဘားညှပ်လဲဆိုတော့ကျွန်တော်အဓိက bass တန်ကိုလိုချင်လို့ဗျာကျွန်တော်မယ်ဒလင် bass line တွေကိုကြားရတယ်အဲ့ bass line ကအဓိကပဲဆိုတော့အဲ့ bass line ကိုကျွန်တော်တို့ကလိုချင်လို့အဲ့လိုတန်ပေါ့နော်အဓိကအဲ့8ဘားမှာညှပ်တဲ့အကြောင်းရင်းကအဲ့ bass တန်လိုချင်လို့အဲ့က major scale ပေါ့ major scale ဘယ်လိုသွားမလဲဆိုတော့F key major scale ပဲကျွန်တော်ဂီတာမှာပြလိုက်မယ်နော်အဲ့ဒါနဲ့ကျွန်တော်တီးလို့ရတယ်အများစုကအဲ့ဒါနဲ့တီးကြဆိုတော့လေအဲ့တော့ကျွန်တော်တို့ကဒီမှာနံပါတ်3ကျိုးရဲ့နှစ်ကွက်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒိုလာတယ်ဒါ major scale ကိုကျွန်တော်ပြတာဖြစ်တယ်နော်3ကျိုးရဲ့နှစ်ကွက်ဒိုပြီးလို့ရှိရင်ကျွန်တော်နှစ်ကျိုးကိုလွတ်တီးလိုက်လို့ရှိရင်ရေလာတယ်ဒိုရေပြောရမယ်နော်ဒိုရေပြီးလို့ရှိရင်နှစ်ကျိုးရဲ့နှစ်ကွက်ကိုတီးမယ်ဆိုရင်မီလာနော်ဒိုရေပြီးလို့ရှိရင်နှစ်ကျိုးရဲ့3ကွက်ကိုတီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖာဖြစ်သွားနော်ဒိုရေမီဖာဒိုရေမီဖာပြီးလို့ရှိရင်ကျွန်တော်တစ်ကျိုးရဲ့လွတ်ကျိုးကိုတီးမယ်ဗျာအဲ့ဆိုရင်ဆိုလာမယ်နော်အဲ့ဆိုရင်ဒိုနော်3ကျိုးရဲ့နှစ်ကွက်ဒိုပြီးလို့ရှိရင်နှစ်ကျိုးလွတ်ကျိုးရေပြီးလို့ရှိရင်နှစ်ကျိုးရဲ့နှစ်ကွက်မီပြီးလို့ရှိရင်နှစ်ကျိုးရဲ့ဒီနောက်ကကွက်3ကွက်ဖာပြီးလို့ရှိရင်တစ်ကျိုးရဲ့လွတ်ကျိုးဒါဆိုတော့ပြီးလို့ရှိရင်လာကြတော့တစ်ခွက်ကျော်ပေါ့ကျွန်တော်တို့တစ်ကျိုးရဲ့နှစ်ကွက်လာပြီးလို့ရှိရင်အဲ့တစ်ကျိုးရဲ့4ကွက်တီပြီးလို့ရှိရင်တစ်ကျိုးရဲ့5ကွက်ဒိုပြန်လာတယ်နော်အဲ့တော့ဒိုရေမီဖာဆိုလာရေသားခြင်းလည်းရတယ်အဲ့ဒါဆိုရေဆိုလို့ရှိရင်တစ်ခွက်ကျော်ဒါတော့ major scale ကိုနော်တချင်းတီးမယ်ဆိုရင်တော့ကျွန်တော်ဒီ major scale ကိုပိုင်နိုင်မှကျွန်တော်တချင်းစတီးလို့ရအောင်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ခုနကဒိုရီမီဖာတွေပေါင်းပြီးကျွန်တော် bass နဲ့တွဲတီးမယ်နော်အဲ့တော့ကျွန်တော်ပြတာကြတော့မယ်ဒလင်က major scale ကိုကျွန်တော်ကဒီမှာဘယ်လိုတီးရမလဲဆိုတော့ပြတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ YouTube channel မှာလည်းကျွန်တော်နောက်ပိုင်းကျွန်တော်ဒီလိုမယ်ဒလင်တီးနီးတို့မယ်ဒလင်တချင်းတီးနီးတို့ပေါ့နော်ကျွန်တော်တက်နိုင်လောက်မျှဝေပါမယ်အားကြောင့်ကျွန်တော်ရဲ့ YouTube channel ကိုလည်း follow ပေးပါဦးဒီမှာနော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်အဆင်ပြေကြပါစေအားလုံးပဲ